တထောင်ရှိရဆဲရှိခုနှစ်မှာနမေကျော်စရေးဆရာမဘဲဂျက်ကစစ်တို့ဟာလူခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ဖန်တီးထားတဲ့တတဝါတကောင်အကြောင်း JSAV ဆိုတဲ့ဝတ္ထုကိုရေးသားခဲ့ပါတယ်ဒါပေမဲ့သူမဟာဇလန်းတစ်ခုလုံးကိုအဆုံးမသက်နိုင်ခင်မှာပဲကွယ်လွန်သွားခဲ့ပါတယ်အခုတော့သူမဟာဓမလွန်ဘွားကနေကြံရှိနေတဲ့ဇလန်းတွေကိုဆက်ရေးဖို့စိတ်အားထက်သန်နေပါတယ်1936ခုနှစ်ချီကာဂိုမြို့မှာအိုင်ဒါဟာပါတီပွဲတစ်ခုမှာစိတ်ညစ်စရာတွေနဲ့ကြုံတွေ့နေရပါတယ်သူမဟာသူငယ်ချင်းတွေရဲ့တိုက်တွန်းမှုကြောင့်တခြားမိန်းကလေးတစ်ယောက်ကိုနမ်းခဲ့ပြီးကမာကောင်ကိုစားခဲ့ရတာကြောင့်အော်အန်ခဲ့ရပါတယ်အဲ့ဒီလိုအားနည်းနေတဲ့အချိန်မှာပဲအိုင်ဒါရဲ့ခန္ဓာကိုယ်ထဲကိုတခုခုဝင်ရောက်လာပြီးသူမရဲ့ခေါင်းထဲမှာမင်းနဲ့ရဲ့အတန်ကိုကြားလိုက်ရပါတယ်အိုင်ဒါရဲ့ခန္ဓာကိုယ်ထဲကိုဘဲရဟပူးကတ်သွားပြီးသူမဟာအင်္ဂလိပ်လေသံနဲ့စကားပြောလာတာကြောင့်အားလုံးအံ့သသွားကြပါတယ်အိုင်ဒါဟာစားပွဲပေါ်တက်ပြီးအမျိုးသားတစ်ယောက်ကိုမြူဆွဲဖို့စူးစမ်းရင်းစာသားတွေကိုရွတ်ဆိုနေပါတယ်တခြားသူတွေကသူမကိုဖျောင်းဖျဖို့စူးစမ်းတဲ့အခါအိုင်ဒါဟာအော်ဟစ်ပါတော့တယ်ရာဇဝတ်ကုန်းချုပ်ဒလဇာကျဲဆိုကြည့်နေတယ်လို့သူငယ်ချင်းတွေကသတိပေးတဲ့အခါအိုင်ဒါဟာသူ့ကိုလက်ညှိုးထိုးပြီးတကယ်မိစ္ဆာကောင်လို့ခေါ်လိုက်ပါတယ်ပြီးတော့သူမဟာတေဆုံးသွားသူတွေမှတ်မိနေတဲ့အရာတွေအကြောင်းထူးဆန်းတဲ့စကားတွေကိုပြောပြီးပြစ်နာရှာနေပါတယ်ဒလဇာကျဲဆိုကသူ့လူတွေဖြစ်တဲ့လန်ဂျင်းနဲ့အရိုဆိုကိုသူမကိုမောင်းထုတ်ဖို့ခိုင်းလိုက်တာကြောင့်သူတို့နှစ်ယောက်ဟာအိုင်ဒါကိုဆွဲထုတ်သွားကြပါတယ်အပြင်ရောက်တဲ့အထိအိုင်ဒါကစကားတွေရောင်နေတာကြောင့်ဒန်ဂျင်ကသူမကိုပါရိုက်လိုက်ပြီးအိုင်ဒါကလည်းပြန်ရိုက်လိုက်ပါတယ်ဒန်ဂျင်ကနောက်တဲ့ခါထက်ရိုက်တဲ့အခါအရိုဆိုကသူတို့ကိုကြားဝင်တားဆီးရပါတယ်ဒါပေမဲ့အိုင်ဒါကထူးထူးဆန်းဆန်းတွေဆက်ပြောနေတာကြောင့်အရိုဆိုကလည်းသူမကိုပါရိုက်လိုက်ပါတယ်သူမကနန်ဂျင်ကိုလောင်ပြောင်လိုက်တာကြောင့်သူကသူမကိုထိုးလိုက်ပါတယ်အရိုဆိုကသူမကိုတရေပူးနေတယ်လို့ထင်ပြီးဒန်ဂျင်ကိုဆရာဝန်ဒါမှမဟုတ်ဖုန်ကြီးသွားပင်ခိုင်းလိုက်ပါတယ်ဘဲနဲ့ရဲ့ထိန်ချုံမှုအောက်မှာရှိနေတဲ့အိုင်ဒါက JSAV ရဲ့နောက်ဆက်တွဲဇလန်းလာတော့မယ်လို့ကြေညာလိုက်ပါတယ်အရိုဆိုဟာသူမကိုကြည့်ပြီးတကယ်ကိုကြောက်လန့်လာတာကြောင့်သူမကိုလေကားပေါ်ကနေတွန်းချလိုက်ပါတယ်သူမဟာလေကားထစ်တွေပေါ်ကနေလိမ့်ကျသွားပြီးခြေထောက်ကျိုးကနေရာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်နောက်တနေ့မှာတော့ဒေါက်တာခဲဗိုဂျာစီကိုဘဲနဲ့ရဲ့ဇလန်းထဲကတတဝါလို့ပြောဆိုတဲ့ထူးဆန်းတဲ့လူတစ်ယောက်ရောက်လာပါတယ်ဆဲဗိုဂျာကနောက်နေတယ်လို့ထင်ပြီးသူ့ရဲ့ဦးထုံးတဲ့ပို့ဝါကိုချုပ်ခိုင်းလိုက်တဲ့အခါမှာတော့သူ့ရဲ့ကြောက်စရာကောင်းတဲ့မျက်နှာကိုမြင်လိုက်ရပါတယ်ကြောက်လန့်သွားတဲ့ခဲဗိုဂျာဟာထွက်ပြေးဖို့ကြိုးစားပေမဲ့ဂျေအေဇေကသူမစီကိုလွန်ခဲ့တဲ့လအနှဲငယ်ကတည်းကစာရေးနေသူဟာသူဖြစ်ကြောင်းပြောပြီးတားဆီးလိုက်ပါတယ်အဆဲဗိုဂျာဟာသူ့ကိုလက်ခံတွေ့ဆုံပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုလေးလာကြည့်တဲ့အခါမှာတော့တကယ်ကိုအံ့သသွားရပါတယ်ဂျေအေဇကအဆဲဗိုဂျာရဲ့အသက်ပြန်သွင်းခြင်းဆိုင်ရာအလုပ်တွေကိုသူစောင့်ကြည့်နေခဲ့တာဖြစ်ပြီးသူ့အတွက်ဇနီးတစ်ယောက်ဖန်တီးပေးဖို့တောင်းဆိုပါတယ်သူတို့စကားပြောနေတုန်းမှာပဲလက်ထောက်အဲရဲရဝင်လာပြီးဂျေအေဇကိုမြင်တာနဲ့အော်ဟစ်ပါတော့တယ်အဲရဲရထွက်သွားပြီးနောက်ဂျေအေဇကသူဘလောက်တောင်အထီးကျန်နေရကြောင်းရှင်းပြတာကြောင့်ဖဲဖိုဂျက်ကသူ့ကိုဒီအင်းစတီကျူမှာပဲနေဖို့ခွင့်ပြုလိုက်ပါတယ်ညနေပိုင်းမှာတော့ဂျေအေဇဟာသူ့အကြိုက်ဆုံးမင်းသားရီသေးဗော်ရဲ့ရုပ်ရှင်ကိုတွားကြည့်ပါတယ်သူဟာအချစ်ခန်းတွေကိုသဘောကျပြီးစကားလုံးတွေကိုလိုက်ပြောကပြနေတာကြောင့်ဘေးကလူကစူညံတယ်လို့ပြောမှငြိမ်သွားပါတယ်ဂျေအေဇဟာသူ့ကိုယ်သူအဲ့ဒီရုပ်ရှင်ထဲမှာရှိနေတယ်လို့စိတ်ကူးရင်နေပါတယ်နောက်တစ်နေ့မှာတော့ဂျေအေကအလောင်းတွေကိုတူးဖော်ပြီးအပိုင်းပိုင်းဖြက်ကသူ့အတွက်ဇနီးတစ်ယောက်ဖန်တီးပေးဖို့ပြောတဲ့အခါဖဲဗိုဂျက်ကလန့်သွားပါတယ်ဖဲဗိုဂျက်ကအဲ့ဒီအကြံကိုလောင်ပြောင်လိုက်တဲ့အခါဂျေအေကဒေါသထွက်ပြီးအော်ဟစ်ပါတော့တယ်မနေ့ကသူတို့လက်ဆွဲနှုတ်ဆက်ခဲ့တာဟာသူ့ဘဝမှာပထမဆုံးအကြိမ်တစ်ယောက်ကသူ့ကိုထိတွေ့ဘူးတာဖြစ်တယ်လို့သူကဝန်ခံပါတယ်သူကသူမကိုယူသွနေတဲ့သိပ္ပံပညာရှင်တစ်ယောက်လို့ထင်ခဲ့တာဖြစ်ပြီးသူမမှာစူးစမ်းလို့စိတ်မရှိဘူးလားလို့မေးလိုက်တဲ့အခါဖဲဗိုဂျက်ကကူညီဖို့သဘောတူလိုက်ပါတယ်အဲ့ဒီညမှာပဲခဲဗိုဂျာနဲ့ဂျီရီသာတို့ဟာတင်ချိုင်းကိုသွားပြီးလက်လက်ဆက်ဆက်မြုပ်နှံထားတဲ့အလောင်းတစ်လောင်းကိုတူးဖော်ခဲ့ကြပါတယ်အင်စတီကျုကိုပြန်ရောက်တဲ့အခါဂျီအေကမတော်တဆပန်းအိုးတစ်လုံးကိုတိုက်မိပြီးခွဲလိုက်မိပါတယ်အဲ့ဒီအတန်ကြောင့်အဲရဲရနိုးလာပြီးသူတို့အလောင်းတယ်လာတာကိုမြင်သွားပါတယ်တခွဲခန်းထဲမှာခဲဗိုဂျာကစက်တွေကိုပြင်ဆင်နေတော့ဂျီအေကအိုင်ဒါရဲ့အလောင်းကိုကြည့်ပြီးသဘောကျနေပါတယ်အိုင်ဒါကအရန်လှလွန်းနေတာကြောင့်သူကစိုးရိမ်စိတ်ဝင်လာပြီးမနှက်ဖြန်မှလောက်ကြရအောင်လို့ပြောပါတယ်ဒါပေမဲ့အဲရဲကတခွဲခန်းထဲကိုချောင်းကြည့်ဖို့စူးစမ်းနေတာကြောင့်ခဲဗိုဂျက်ကသူမကိုမောင်းထုတ်ပြီးတကားပိတ်လိုက်ပါတယ်အလောင်းကိုတခွဲခန်းထဲမှာဒီအတိုင်းထားလို့မရတာကြောင့်အောင်အခုပဲလုံးရမယ်လို့သူမကပြောပါတယ်အိုင်ဒါကိုစက်တွေနဲ့ချိတ်ဆက်ပြီးနောက်ခဲဗိုဂျက်ကစက်တွေကိုစတင်လေပတ်စေပါတယ်ဂျေအေကအရန်ရင်ခုန်နေတာကြောင့်ခဲဗိုဂျက်ကသူ့ကိုစိတ်အေးထားဖို့ကူညီပေးပြီးသူတို့နှစ်ယောက်အတူတူခလုတ်ကိုဆွဲချလိုက်ပါတယ်လျှက်စစ်တပ်အားအမြောက်အများနဲ့အတူအိုင်ဒါရဲ့ခန္ဓာကိုယ်ထဲကိုအထူးဓာတုပစ္စည်းတွေစီးဝင်သွားပါတယ်စွမ်းအင်တွေခန္ဓာကိုယ်ထဲဝင်သွားပြီးနောက်မှာတော့
သူမဟာနောက်ဆုံးမှာအသက်ပြန်ရှင်လာပါပြီအိုင်ဒါဟာဓာတုပစ္စည်းတွေကိုပြန်အန်ထုတ်လိုက်ပြီးကဆယ်ဖိုဂျက်ဂျေဖီသာကိုဒါဟာမင်းရဲ့ဇနီးလောင်းပဲလို့ပြောလိုက်ပါတယ်အိုင်ဒါကတော့ဘာတွေမှမသိတဲ့စကားတွေကိုပြောပြီးအိမ်ပြန်ချင်တယ်လို့ဆိုပါတယ်သူမတက်ရက်ဖို့စူးစမ်းတဲ့အခါဟန်ချက်မထိန်နိုင်ပဲလဲကျသွားပါတယ်ဂျေဖီကကူညီဖို့စူးစမ်းပေမဲ့အိုင်ဒါကအထီးအတွေ့ကိုမလိုလားပါဘူးအိုင်ဒါရဲ့ခြေထောက်မကောင်းတာကိုကဆယ်ဖိုဂျာသတိထားမိပေမဲ့အိုင်ဒါကတော့မနာဘူးလို့ပြောပါတယ်သူမဟာတေဆုံးခင်ကအကြောင်းအရာတွေကိုဘာမှမမှတ်မိတော့တာကြောင့် JS ကသူမတော်တဆမှုဖြစ်ခဲ့တာလို့ထင်ကြေးပေးပါတယ်သူတို့ကသူမကိုအင်စတီဂျာဥမာပဲအနားယူဖို့ဖြောင်းဖျကြပြီးကဆယ်ဖိုဂျာကအိုင်ဒါရဲ့ခြေထောက်ကိုစစ်ဆေးဖို့ JS ကိုအပြင်လွတ်လိုက်ပါတယ် JS ကရုပ်ရှင်ကြည့်နေတော့ခဲဖိုဂျာကအိုင်ဒါရဲ့ခြေထောက်ကိုအထိန်တက်ပေးလိုက်ပါတယ်အိုင်ဒါက JS နဲ့ဘာပတ်သက်လဲလို့မေးတဲ့အခါကဆယ်ဖိုဂျာကသူမဟာ JS ရဲ့ဇနီးလောင်းဖြစ်တယ်လို့ပြောလိုက်ပါတယ်အိုင်ဒါကတော့သူမအဲ့ဒီလူကိုမမှတ်မိဘူးလို့ညင်းဆိုပါတယ်အချိန်နှဲငယ်ကြာပြီးနောက်အိုင်ဒါဟာပြတင်းပေါက်နားမှာတယောက်ယောက်စကားပြောနေတယ်လို့ခံစားလိုက်ရပါတယ်အဲ့ဒါကတော့ဘဲကြဖြစ်ပြီးသူမကအိုင်ဒါကိုနောက်ထပ်မိစ္ဆာတကောင်လို့ခေါ်လိုက်ပါတယ်အိုင်ဒါကသူမရဲ့အတိတ်ကိုပြန်မှတ်မိဖို့ဘဲနတာကိုကူညီခိုင်းပေမဲ့ဘဲနတဲ့ကညင်းလိုက်ပါတယ်အိုင်ဒါဟာမိသည့်တလုံးကိုထိလိုက်တဲ့အခါပေါက်ကွဲသွားပြီးသူမလဲကျသွားပေမဲ့အဲ့ဒီအချိန်မှာပဲတခွဲခန်းထဲမှာနိုးလာပါတယ်ဂျီယိုစီကကျမ်းပြင်ပေါ်မှာအိပ်ပျော်နေတာကြောင့်အိုင်ဒါကသူ့မျက်နှာကိုမှုတ်ပြီးနှိုးလိုက်ပါတယ်ဒါပေမဲ့သူကတိုက်ခိုက်ခံရတယ်လို့ထင်ပြီးအိုင်ဒါရဲ့မျက်လုံးကိုထိုးလိုက်မိပါတယ်သူဘာလို့မိလဲဆိုတာသိသွားတဲ့အခါချက်ချင်းပဲတောင်းပန်ပါတယ်ပြီးတော့သူကထီးတစ်ချောင်းကိုယူပြီးရုပ်ရှင်ထဲကအတိုင်းကပြကသူမကိုချော့ပါတယ်အဆဲဖိုဂျာကတကားပိတ်ထားတာကိုအိုင်ဒါကသတိရသွားတဲ့အခါ JS ကသူပြတင်းပေါက်ကနေဝင်လာတာလို့ရှင်းပြပါတယ်သူတို့စကားပြောနေတော့ခဲဖိုဂျာရောက်လာပြီးပြတင်းပေါက်ကမီးတီးပြက်နေတာကိုသတိထားမိသွားပါတယ်မနက်စာစားတဲ့အချိန်မှာအိုင်ဒါကဘာမှမစားပါဘူးခဲဖိုဂျာကအဝိစားတစ်တွေဝယ်ပေးဖို့နဲ့ကိုဘော်ကအစွန်းထင်းတွေကိုစေးကြောဖို့အကြံပေးပေမဲ့အိုင်ဒါကအကုန်ညင်းပါတယ်အိုင်ဒါကပစ္စည်းတွေကိုကျမ်းပြင်ပေါ်ပစ်ချပြီးအပြတ်အင်ထွက်ချင်တယ်လို့ပဲအော်ဟစ်နေပါတယ်ဆဲဖိုဂျာကတကားဖွင့်မပေးတာကြောင့်အိုင်ဒါနဲ့ဂျီဝေသာတို့ဟာပြတင်းပေါက်ကနေခုန်ချပြီးထွက်ပြေးခဲ့ကြပါတယ်သူတို့ရုပ်ရှင်ရုံကိုအတူတူသွားကြပြီး JS ကဗီသေးစေအကြောင်းတွေကိုပြောပြပါတယ်။အဲဒီနောက်အိုင်ဒါက JS ကိုကလပ်တစ်ခုကိုခေါ်သွားပြီးထူးထူးဆန်းဆန်းတွေကပြနေပါတယ်။သူမက JS ကိုအတူကဖို့ခေါ်ပေမဲ့သူကတော့အဝေးကနေပဲကြည့်နေပါတယ်။သူကသူမကိုလှပတဲ့ဝတ်စုံနဲ့အဆဲဗွားနဲ့အတူကပြနေတယ်လို့စိတ်ကူးရင်နေပါတယ်။အိမ်သားထဲမှာအိုင်ဒါကမှန်ထဲကြည့်ရင်သူမရဲ့ရှာကလည်းအမဲရောင်ဖြစ်နေတာကိုသတိထားမိသွားပါတယ်။အမျိုးသမီးတစ်ယောက်ကသူမကိုမိတ်ကပ်လိမ့်ဖို့ကူညီပေးပါတယ်။အိုင်ဒါကပြနေတော့ JS ကတော့စားပွဲမှာအရက်တောက်နေပါတယ်မကြခင်မှာပဲအိုင်ဒါဟာကဖော်တယောက်ရသွားပေမဲ့အဲ့ဒီလူကသူမကိုမဖွဲမရတွေစတင်လှုပ်ဆောင်လာပါတယ်အိုင်ဒါကသူတို့ကိုတွန်းထုတ်ပေမဲ့အဲ့ဒီလူတွေကလွတ်မပေးပါဘူးအိုင်ဒါကသူမဟာအဲလီဇာဘက်ဆိုကိုမကြောက်ဘူးလို့အော်ဟစ်လိုက်တဲ့အခါအဲ့ဒီလူတွေကပိုပြီးကြမ်းတမ်းလာပါတယ် JS ကချက်ချင်းပဲရောက်လာပြီးသူမကိုကယ်ထုတ်သွားပါတယ်ကလပ်အပြင်ဘက်မှာအဲ့ဒီလူတွေကသူတို့နောက်ကိုလိုက်လာပြီးလောင်ပြောင်နေကြပါတယ်သူတို့က JS ကိုတွန်းလဲလိုက်ပြီးအိုင်ဒါကိုဆွဲခေါ်သွားဖို့ကြိုးစားကြပါတယ်အိုင်ဒါကအဲ့ဒီလူရဲ့မျက်နှာကိုကိုက်လိုက်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့သူမလဲကျသွားပါတယ်ဒေါသထွက်သွားတဲ့ JS ကအဲ့ဒီလူတယောက်ကိုနယံနဲ့အကြိမ်ကြိမ်ရိုက်တက်လိုက်ပါတယ်ပြီးတော့နောက်တစ်ယောက်ကိုလည်းခေါင်းကိုနင်းပြီးတက်လိုက်ပါတယ်ရုတ်တရက်တစ်ယောက်ကသူတို့ကိုဓာတ်ပုံရိုက်လိုက်တဲ့အလင်းတန်းကိုမြင်လိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီလူဟာသူတို့မမြင်ခင်မှာပဲထွက်ပြအေးသွားပါတယ်ရဲဦးသားတန်တွေကြားလိုက်ရတာကြောင့်သူတို့နှစ်ယောက် Institute ကိုပြန်ပြေးခဲ့ကြပါတယ် JS ကအိုင်ဒါကိုပြဿနာမတက်စေချင်တာကြောင့်ထွက်သွားဖို့ပြောပြီးသူကတော့ပြတင်းပေါက်ကနေအခန်းထဲဝင်သွားပါတယ် JS ကပစ္စည်းတွေယူပြီးပြန်ထွက်လာတဲ့အခါအိုင်ဒါကအပြင်မှာရှိနေတော့ပါပဲလူတွေကသူ့နောက်ကိုလိုက်လာတော့မှဖြစ်လို့သူမကိုအိမ်ပြန်ဖို့သူကထပ်ပြောပါတယ်အိုင်ဒါကသူမရဲ့အိမ်ကဘယ်မှာလဲဆိုတာမသိတာကြောင့် JS ရဲ့လက်ကိုဆွဲပြီးသူတို့အတူတူထွက်ပြေးခဲ့ကြပါတယ်အိုင်ဒါရဲ့အိမ်မက်ထဲမှာသူမရဲ့ခေါ်အင်းကဖန်အိုးထဲရောက်နေတယ်လို့ခံစားနေရပါတယ်ဘဲနတစ်ကသူမရဲ့နာမည်ကိုရှာဖို့ပြောနေပါတယ် JS ကသူမကိုနှိုးလိုက်တဲ့အခါသူတို့ဟာယထာတစင်းပေါ်ရောက်နေတာကိုသိလိုက်ရပါတယ်ရဲတွေလိုက်ရှာနေတာကြောင့်သူတို့ပုံးတွေနောက်မှာပုံးနေကြရပါတယ် JS ကသူတင်ထားတဲ့ အကြောင်းသတင်းစာဖြတ်ပိုင်းကိုအိုင်ဒါကိုပြပါတယ်သူတို့ရုပ်ရှင်တွေအကြောင်းပြောရင်းအိုင်ဒါကတချင်းဆိုနေပါတယ် JS ကတားပေမဲ့နောက်ကျသွားပါပြီးရဲတယောက်ကအတန်ကြားပြီးရောက်လာပါတယ်သူတို့ပုံးနေပေမဲ့ရဲက JS ကိုမြင်သွားပါရဲက JS ရဲ့မျက်နှာကိုမြင်ပြီးကြောက်လန့်တကြားပြစ်ခတ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့အိုင်ဒါကသူ့ကိုယထာဘော်ကနေတွန်းချလိုက်တာကြောင့်သူတေဆုံးသွားပါတယ်မနက်ပိုင်းမှာတော့စုံထောက်ဒန်ဂျင်နဲ့အင်ရဗီရိုဟာကလပ်အပြင်ဘက်ကအလောင်းတွေအကြောင်းစုံစမ်းနေကြပါတယ်
သူတို့ဟာတပ်ပုံတွေနဲ့သတင်းအချက်အလက်အချို့ကိုရရှိခဲ့ပါတယ်။ JFC ကရုပ်ရှင်ရုံကိုနေတိုင်းသွားလေးရှိပြီးအိုင်ဒါကတော့ဂုံးချုပ်ကိုပြန်ပြောတတ်သူအဖြစ်လူသိများပါတယ်။နောက်ဆုံးမှာသူတို့နယူးယောက်ကိုရောက်သွားပြီး JFC ကရေပန်းထဲကတင်ကားပြားတွေကိုကောက်ယူပါတယ်။သူတို့အဆောက်အဦဟောင်းတစ်ခုမှာပုံနေတုန်းအိုင်ဒါက JFC အကြောင်းရေးထားတဲ့သတင်းစာကိုတွေ့သွားပါတယ်။ JFC ကသူမရဲ့နာမည်ဟာဂျိုဗိုသေရဲ့အချဲဆိုရဲဖြစ်တယ်လို့ပြောလိုက်တာကြောင့်သူမကဂျိုဗိုသေဂျာဂျီဆိုင်ဆဲဗဲလို့နာမည်ပြောင်းလိုက်ပါတယ်။အဲဒီနောက်အိုင်ဒါက JFC ကိုရင်းရင်းနှီးနှီးနေဖို့စ조사ပေမဲ့ JFC ကတော့ရှက်ကိုရှက်ကန်းနဲ့တားဆီးလိုက်ပါတယ်။နောက်တနေ့မှာတော့ဒန်ဂျင်းနဲ့အင်္ဂရဗီရိုဟာယထာလမ်းပေါ်ကအလောင်းကိုတွေ့သွားပါတယ်။ဒေတာခန်ရဲတွေကဒါကိုမယုံကြည်ကြပေမဲ့အင်္ဂရဗိုကတော့မြေပြင်ပေါ်ကရီသေးဇောရဲ့သတင်းစာဖြတ်ပိုင်းကိုတွေ့သွားပါတယ်။သူတို့နယူးယောက်ကိုသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အိုင်ဒါကသူတို့အရင်ကဘလို့နေခဲ့ကြလဲလို့မေးတဲ့အခါ JFK ကအကုန်လုံးကောင်းမွန်ခဲ့တယ်လို့လိန်ပြောလိုက်ပါတယ်။သူမကရဲသားကြီးအဆင်ပြေရဲ့လားလို့မေးတဲ့အခါ JFK ကအဆင်ပြေပါတယ်လို့ပြောပြီးသူမကိုစိတ်မကောင်းမဖြစ်စေချင်ပါဘူး။ရုတ်တရက် JFK ကသူ့ရဲ့သတင်းစာဖြတ်ပိုင်းပြောင်းနေတာကိုသိပြီးစိုးရိမ်စိတ်တွေဖြစ်လာပါတယ်။စိတ်ပြေလက်ပြောက်ဖြစ်အောင်သူရုပ်ရှင်သွားကြည့်ဖို့လိုအပ်ပါတယ်။ရုပ်ရှင်ရုံမှာတော့ဒန်ဂျင်းနဲ့အင်္ဂရဗီရိုကသူတို့ကိုဖမ်းဖို့စောင့်နေကြပါတယ်။ JFK ကမုံတစ်ခုကိုခိုးယူပြီးအိုင်ဒါကိုပေးလိုက်ပါတယ်။သူကအသေးစွဲရုပ်ရှင်ကိုပဲထက်ကြည့်ချင်ပေမဲ့အိုင်ဒါကညှင်းငွေ့နေတာကြောင့်တခြားရုပ်ရှင်ရုံထဲကိုဆွဲခေါ်သွားပါတယ်။ရုပ်ရှင်ကြည့်နေတော့အိုင်ဒါကရှေ့ကစုံတွဲတွဲကိုသတိထားမိသွားပါတယ်။အမျိုးသားကအမျိုးသမီးကိုအတင်းအကျပ်လုပ်နေတာကြောင့်အိုင်ဒါကသူ့ကိုတိုက်ခိုက်ပြီးဆုံးမလိုက်ပါတယ်။အဲ့ဒီလူကသူတို့ရဲ့မျက်နှာကိုမြင်ပြီးသတင်းထဲကလူသက်သမားတွေလို့အော်ဟစ်လိုက်ပါတယ်။လူတွေအကုန်ထိတ်လန့်ကုန်တာကြောင့် JFK ကအိုင်ဒါကိုဆွဲပြီးထွက်ပြေးရပါတယ်။ဒန်ဂျင်းနဲ့အင်္ဂရဗီရိုလည်းအခြေအနေကိုလာရောက်စစ်ဆေးကြပါတယ်။လူအုပ်ကြီးကသူတို့နောက်ကိုလိုက်လာကြပြီးလမ်းမှာရဲကားတစ်စီးနဲ့ပိတ်မိနေပါတယ်။သူတို့အဆောက်အဦတစ်ခုထဲဝင်ပြေးရင်ပါတီပွဲတစ်ခုထဲကိုရောက်သွားပါတယ်။သူတို့ဟာစားပွဲထိုးတွေလိုဟန်ဆောင်ပြီးအစားအသောက်တွေကိုစားနေကြပါတယ်။ JFK ကအသေးကျကိုအဲ့ဒီပါတီမှာတွေ့လိုက်ရပါတယ်။သူကအသေးကျစီသွားပြီးသူဟာတကယ်ပရိသတ်ကြီးဖြစ်ကြောင်းနဲ့လွန်ခဲ့တဲ့အနှစ်ဆက်ကအသေးဆိုရဲ့အပြအုံးကြောင့်သူအထီးကျန်မှုတွေပြေပြောက်ခဲ့ရကြောင်းပြောပြပါတယ်။အသေးစီကနောက်ပြောင်ပြီးထွက်သွားတာကြောင့် JFK ကဒေါသထွက်ပြီးရုပ်ရှင်ထဲကအတိုင်းကပြပါတော့တယ်။အိုင်ဒါကလည်းလိုက်ကပြီးဘဲနစ်ကလူအုပ်ကြီးကိုပါလိုက်ကခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရဲတွေပါတီထဲကိုစီးနှင်းဝင်ရောက်လာပါတယ်။အိုင်ဒါနဲ့လန်ဇင်တို့ဟာတယောက်ကိုတယောက်မှတ်မိသွားကြပါတယ်။ရဲတယောက်က JFK ကိုထိုးလိုက်တဲ့အခါ JFK ကပြန်ထိုးပြီးတေနက်ကိုလူယူလိုက်ပါတယ်။ရဲတွေက JFK ကိုဝိုင်းထားတဲ့အခါအိုင်ဒါကတေနက်ကိုယူပြီးအားလုံးကိုနောက်ဆုတ်ခိုင်းလိုက်ပါတယ်။သူမက Elizabeth ဆော့ရဲ့အကျင့်ပြတ်ချစားမှုတွေနဲ့တေဆုံးသွားတဲ့အမျိုးသမီးတွေအကြောင်းကိုအော်ဟစ်ပြောဆိုနေပါတယ်။တယောက်ယောက်ကထွက်ပြေးဖို့ကြိုးစားတဲ့အခါသူမကတေနက်နဲ့ပြစ်ဖောက်ပြီးတားဆီးလိုက်ပါတယ်။ JFK ကမီဆိုင်ကြီးကိုပြုတ်ကျအောင်လှုပ်လိုက်တာကြောင့်မှောင်တီးဖြစ်သွားပြီးသူတို့နှစ်ယောက်ထွက်ပြေးနိုင်ခဲ့ကြပါတယ်။လမ်းပေါ်ရောက်တဲ့အခါအိုင်ဒါကလူတယောက်ကိုပြစ်မိတာကြောင့်စိတ်မကောင်းဖြစ်နေပါတယ်။ဒါပေမဲ့ JFK ကတော့ဒါဟာအသက်ရှင်ဖို့အတွက်လုပ်ရမှာပဲလို့သူမကိုအားပေးပါတယ်။သူတို့နန်းနေတုန်းတင်းချင်းရောက်လာပေမဲ့သူကအိုင်ဒါကိုမပြည့်ရပါဘူး။သူတို့နှစ်ယောက်ဟာတောထဲကဂိုဒေါင်တစ်ခုမှာပုန်းနေရင်ရင်းရင်းနှီးနှီးနေခဲ့ကြပါတယ်။အဲဒီနောက်သူတို့ကားတစ်စီးကိုခိုးပြီးမြို့ပြင်ကိုထွက်လာခဲ့ကြပါတယ်။သူတို့ဟာမြို့အနှံ့လဲပတ်ရင်းပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။ပစေဗိုဂျက်ကသူတို့အကြောင်းကိုသတင်းထဲမှာတွေ့သွားပါတယ်။အိုင်ဒါရဲ့စကားတွေကြောင့်သူမဟာအမျိုးသမီးထုတော်လန်ရေးရဲ့ပြရုပ်တစ်ခုဖြစ်လာပါတယ်။အမျိုးသမီးတွေဟာအိုင်ဒါလိုပဲမျက်နှာနဲ့ရှာတွေကိုဆေးချေပြီးဆန္ဒပြနေကြပါတယ်။ဒီသတင်းက Elizabeth ဆော်စီကိုလည်းရောက်သွားပြီးသူက Earnso နဲ့ဒန်ဂျင်ကိုအလုံးမလုပ်ဘူးဆိုပြီးစူပူပါတော့တယ်။ဒန်ဂျင်ကအိုင်ဒါကိုတက်ခဲ့ပြီးလို့ပြောပေမဲ့ Elizabeth ကသူ့ကိုပြစ်တက်လိုက်ပါတယ်ပြီးတော့ Earnso ကိုအိုင်ဒါကိုတကယ်တက်ပြီးသူမရဲ့ရှာကိုယူလာဖို့ခိုင်းလိုက်ပါတယ်။ Elizabeth ဆော်စီမှာသူတက်ခဲ့တဲ့သူတွေရဲ့ရှာတွေအများကြီးရှိနေပါတယ်။ အင်္ဂရဗေကဇန်ဂျင်ကိုသူတို့နှစ်ယောက်ကိုကရီသေးဘီယံမှာတွေ့ခဲ့တယ်လို့ပြောပြပါတယ်။အင်္ဂရဗေကသူတို့ဟာအသေးဆိုရဲ့ရုပ်ရှင်ရိုက်ကွင်းတွေရှိတဲ့နေရာတို့အေကိုလိုက်သွားနေတာလို့တွက်ဆလိုက်ပါတယ်။သူတို့ဟာဖဖေးညာရေတံခွန်ကိုသွားကြလိမ့်မယ်လို့သူမကထင်နေပါတယ်။တကယ်ပဲသူတို့ဟာအဲ့ဒီကိုသွားနေကြပြီး JFK ကအိုင်ဒါကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့အကြောင်းပုံပြင်တွေပြောပြနေပါတယ်။အဲ့ဒီအချိန်မှာရဲကားတစ်စီးကသူတို့နောက်ကိုလိုက်လာပါတယ်။ရဲကအိုင်ဒါကိုကားပေါ်ကဆင်းခိုင်းပြီးမဖွဲမရာတွေလှုပ်ဖို့ကြိုးစားပါတယ်။ JFK ကအဲ့ဒီရဲကိုပြစ်တက်လိုက်ပြီးအိုင်ဒါကလည်းသူ့ရဲ့ရှာကိုကိုက်ဖြတ်လိုက်ပါတယ်။နောက်ထပ်ရဲတယောက်ရောက်လာပြီးအိုင်ဒါကိုပြစ်ပေမဲ့ JFK ကသူ့ကိုလည်းတက်လိုက်ပါတယ်။သူတို့နှစ်ယောက်တောထဲကိုထွက်ပြေးသွားကြပါတယ်။ညနေပိုင်းမှာတော့သူတို့အဆောက်အဦဟောင်းတစ်ခုမှာပုန်းနေကြပြီးစုံထောက်တွေနဲ့ Eroso ကလည်းအဲ့ဒီမြို့ကိုရောက်နေပါပြီ
အိုင်ဒါဟာသူမလုပ်ခဲ့တဲ့အရာတွေအတွက်စိတ်မကောင်းဖြစ်နေပြီးပဲလက်ထက်ကသူမကိုခိုင်းစေနေတာကိုမုန်းတီးနေပါတယ်သူမဟာစိတ်မနှံ့သလိုစကားတွေပြောပြီးအပြင်ထွက်ကကောင်းကင်ကိုတင်းနဲ့ပြစ်ဖောက်လိုက်ပါတယ်ဒန်ဇင်ကအတန်ကြားပြီးရောက်လာတဲ့အခါအိုင်ဒါကသူ့ကိုတင်းနဲ့ချိန်ထားလိုက်ပါတယ်ဒန်ဇင်ကသူကူညီချင်တာဖြစ်ကြောင်းနဲ့အိုင်ဒါကိုအတင်းကျပ်ခိုင်းစေခံရတာကိုတီကြောင်ပြောပြီးတောင်းပန်ပါတယ်အဲ့ဒီအချိန်မှာလင်းရဲဘော်ရောက်လာပြီးဂျေဖခါကိုပြစ်လိုက်ပါတယ်ဒန်ဇင်ကအိုင်ဒါရဲ့နမီရင်ကိုခေါ်လိုက်တဲ့အခါအိုင်ဒါကမကြိုက်တာကြောင့်သူ့ကိုပြစ်လိုက်ပါတယ်သူမကသူ့ကိုအချင်းပြက်ရဲတယောက်လို့ခေါ်ပြီးဂျေဖခါနဲ့အတူထွက်ပြေးသွားပါတယ်သူတို့ကားတစ်စီးကိုခိုးပြီးထွက်ပြေးသွားကြပါတယ်မနက်ပိုင်းမှာဒန်ဂျင်ကအိုင်ဒါဟာအလက်ဇာဂျိုင်ဆော့အမှုမှာပါဝင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ကြောင်းလင်းရဲဗီယာကိုရှင်းပြပါတယ်အဲ့ဒီမျိုးသမီးတွေဟာရဲတွေကိုတည်ပေးဖို့စူးစမ်းခဲ့ကြပေမဲ့ရဲတွေကအမှုကိုပိတ်လိုက်ခဲ့ကြတာပါဒန်ဂျင်ကိုယ်တိုင်လည်းလက်စားထားတဲ့ရဲတယောက်ဖြစ်တာကြောင့်သူမကိုမကူညီခဲ့ပါဘူးဒန်ဂျင်ကနောင်တရပြီးယာထူးကနှုတ်ထွက်လိုက်ပါတယ်ဒီစကားတွေကိုအရိုဆိုကချောင်းနှားထောင်နေပါတယ်ဂျေဗဇရဲ့ဒန်ယာကသွေးထွက်လွန်နေတာကြောင့်အိုင်ဒါကသူ့ကိုတနေရာကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒန်ဂျင်ကအိုင်ဒါကိုမတက်ဖို့တခြားရဲတွေကိုတားခိုင်းလိုက်ပါတယ်ရုပ်ရှင်ရုံတစ်ခုမှာဂျေဗဇကအိုင်ဒါကိုသူ့အလောင်းတူးပြီးအသက်သွင်းခဲ့တာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်အိုင်ဒါကစိတ်မကောင်းဖြစ်ပြီးထွက်သွားပေမဲ့ဂျေဗဇက